မိတ်ဆွေရဲ့လုပ်ငန်းကိုအားကိုးရတဲ့လူယုံဝန်ထမ်းအနေနဲ့လဲပတ်နေတာဆိုရင်ဒီစကားလေးကိုသတိထားဖို့လိုပါလိမ့်မယ်မြန်မာနိုင်ငံကလုပ်ငန်းတော်တော်များများဟာဒီစနစ်ထဲလူကိုပို့ပြီးအားကိုးတတ်ကြတယ်ပေါ့နော်အဲ့တော့ငါမှအလုပ်လုပ်တဲ့9နှစ်ရှိတဲ့မန်နေဂျာရှိတယ်ဒါမှမဟုတ်ပေါ့နော်ဒီစင်းတွေကိုမမအောင်တွက်ချက်ပေးနိုင်တဲ့ဝန်ထမ်းလေးတွေရှိတယ်ဆိုပြီးတော့ယုံကြည်ထားတတ်ကြတယ်ပေါ့နော်အဲ့တော့အကယ်၍ပေါ့နော်တနေ့တစ်ချိန်မှာသူတို့ဒီအလုပ်ကနေအကြောင်းမျိုးကြောင့်အလုပ်ထွက်သွားတဲ့အခါမျိုးတွေမှာအဲ့ဒီအချိန်မှာဒီလုပ်ငန်းတစ်ခုလုံးရက်သွားတယ်လို့ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့စင်းတွေကိုဘယ်ကနေရှာမှန်းမသိဖြစ်တာဟာလားဖောက်တယ်ရဲ့အချက်လက်တွေဒီဘယ်မှာထားလဲမသိတာတွေအကုန်လုံးပေါ့နော်ဒါတွေဖြစ်သွားတတ်တယ်ပေါ့နော်နောက်တစ်ခုကလူဆိုတာပင်ပန်းလာရင်အမှားလုပ်တတ်ပါတယ်အဲ့တော့တနေ့ကို order 10ခုလောက်ဝင်နေဆိုရင်တော့ဒါခေါင်းထဲမှာမှတ်ထားလို့ရသေးတယ်ပေါ့နော်အဲ့တော့တနေ့ကို order ခု100လောက်ဖြစ်လာပြီဆိုရင်တော့အဲ့ဒီယုံရပါတယ်ဆိုတော့ဝန်ထမ်းတွေလည်းစပြီးတော့မှားတော့တာပဲပေါ့နော် order ကောက်တာတွေမှားမယ်ငွေကောက်တာတွေမှားမယ်စသဖြင့်ပေါ့နော်အဲ့တော့အမှားတွေအများကြီးကြုံလာတဲ့အခါမှာကိုယ်မှာရှိနေတဲ့ဖောက်တယ်တွေလည်းဒီစိတ်ပြက်ပြီးတော့တခြားဆိုင်တွေစီကိုပြောင်းသွားတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဒါကြောင့်လုပ်ငန်းတစ်ခုတိုးတက်ချင်ရင်လူတွေပေါ်ကြီးပဲရာနှုန်းပြည့်မိကိုလို့မရတော့တဲ့အတွက်ကြောင့်ဒီစနစ်တွေပေါ်ကိုပြောင်းလဲပြီးတော့မိကိုလိုအပ်လာပါပြီအဲ့တော့ AI တွေက24နာရီပတ်လုံးပင်ပန်းနေဆိုတာမရှိဘူးပေါ့ဗျာအဲ့တော့ဒီ customer တွေစာပို့တာကနေဒီ order စင်းတွေကောက်တာကအစဒီ voucher တွေထွက်တာအထိအဆုံးပေါ့နော်ဒီအကုန်လုံးကိုအလိုလျောက်လုတ်ပေးနိုင်တဲ့စနစ်မျိုးတွေပေါ်ကိုမိကိုချင်းအားဖြင့်ကိုယ့်ရဲ့လုပ်ငန်းလည်းဒီလောက်ကနေဝန်ထမ်းတယောက်ထွက်သွားမယ်ဆိုရင်တော့မှခေါင်းကက်ရတာမျိုးတွေမရှိတော့ဘူးပေါ့ဗျာဆိုတော့မိတ်ဆွေရဲ့လုပ်ငန်းမှာရောအခုချိန်ထိစာအုပ်နဲ့လူနဲ့ပဲစင်းတွေကိုလုပ်နေတော့လားလုပ်ငန်းရဲ့လက်ပတ်ပုံကိုအဲ့ဒီအပေါ်မှာပဲမိကိုနေတော့လားဒါမှမဟုတ်စနစ်တစ်ခုပေါ်ကိုပြောင်းလဲဖို့စဉ်းစားဘူးလားမိတ်ဆွေရဲ့အနေကိုကွန်မန့်မှာမျှဝေသွားလို့ရပါတယ်